Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဆိုရင်တော့ကျွန်တော်ဝယ်ချမ်းစရာလေးတွေတဲပါရှိလို့ကျွန်တော် combination နဲ့အနီးနားမှာရှိတဲ့ Nesto supermarket ကိုအခုရောက်နေတာပေါ့နော်ဒီကိုဝေးနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်စရာတွေက Lulu supermarket Nesto supermarket Mango supermarket Grand hypermarket လာစသဖြင့်ပေါ့နော်သူတို့ဒီမှာ supermarket တော်တော်များများရှိကြတယ်ဗျကျွန်တော်ကတော့ personally ကတော့ကျွန်တော်တို့ Nesto ကိုပဲအများဆုံးဝယ်ဖြစ်တာများတယ်ဗျဘာလို့ဆိုတော့ Nesto မှာကြတော့သူကအပတ်စဉ်ပြီးလို့ရှိရင်လာကုန်ရက်တွေဆိုလို့ရှိရင်သူကpromotion ချတယ်ပေါ့နော် promotion item တွေခါရလို့ရှိရင် double promotion တွေပါချတာမျိုးရှိတော့ကျွန်တော် Nesto မှာပဲလာဝယ်ဖြစ်တာများတယ်ဗျဒီကိုဝေးမှာဆိုလို့ရှိရင်သူတို့ပြည်တွင်းထုတ်ကုန်တွေရပြီးလို့ရှိရင်အများစုကတွေ့ရတာတော့အိန္ဒိယတို့ပါကစ္စတန်တို့ဆီလင်ကာတို့ပေါ့နော်သူတို့နိုင်ငံထုတ်တဲ့ပစ္စည်းတွေတင်သွင်းရောင်းချတာအများဆုံးတွေ့ရတယ်ဗျဒီ Nesto တွေမှာဆိုလို့ရှိရင်ကျွန်တော်တည်ရွက်တွေအစားအသောက်အစုံလင်းပြီးလို့ရှိရင်ကျွန်တော်ကုန်စိမ်းကုန်ချောက်အကုန်လုံးပေါ့နော်ဒီ fresh meat တွေရော frozen meat တွေရောအကုန်လုံးတနေရာထဲမှာဝယ်ယူလို့ရတာပေါ့နော်ဈေးကတော့အစားရှိတာပေါ့ဒါပေမဲ့ပင်လယ်စာကတော့ဈေးတခြားတဲ့စားလို့ရှိရင်ပိုများတယ်လို့ပြောရမှာဗျဒီမှာကတော့အများဆုံးကတော့ဒီကြက်သားတို့ပြီးလို့ရှိရင်ဒီစိတ်သားပြီးလို့ရှိရင်အမဲသားအဲ့လိုမျိုးရောင်းနေရတာများတာပေါ့ကျွန်တော်ကတော့အများဆုံးကတော့ကြက်သားကတော့ဈေးပေါ်ဆုံးဖြစ်တော့ကြက်သားပဲအများဆုံးဝယ်ဖြစ်တာများတယ်ဗျဒီမှာဆိုရင်တော့ဈေးကတော့အစားတော့ရှိတာပေါ့နော်ပြီးလို့ရှိရင်ဒီမှာနောက်တစ်ခုရှိရကြတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေနဲ့ပါဇက်နဲ့နည်းနည်းတည့်တဲ့ဟာပေါ့ဥပမာထိုင်းစားတောက်တို့တရုတ်စားတောက်တို့ကိုရီးယားတို့ဒါတွေတော့သိပ်မရှိဘူးဗျဒီမှာတော့အများဆုံးကတော့အိန္ဒိယဘက်ကလာတာတို့ဆီဝီလင်္ကာတို့ပြီးတော့သူတို့ local product တွေကတော့များတာပေါ့နော်အခုတော့ဝယ်ချမ်းပြီးဆိုတော့လဲပြန်ရတော့မယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ဟုတ်ကဲ့ပါ